လေကောင်းသမားတွေအတွက်ရိုးစက်မကြီးတက်စာလေးတွေလုံးတဲ့နေရာမှာမကြီးသီးရဲ့အနှစ်ကလေးတွေကိုပဲသုံးပေးရမှာဖြစ်ပါတယ်။မကြီးသီးအနှစ်ကလေးတွေကိုသုံးပေးရပြီးတော့ဒီရိုးစက်ပင်လေးတွေကိုကြတော့ရေစင်အောင်စေပြီးလို့ရှိရင်သူ့ကိုနှုတ်ကလေးတွေခုလိုတေးသေးလေးတွေပေါ့နော်နှုတ်ဆင်းပြီးသွားရင်မကြီးအနှစ်ကလေးထဲမှာလုံးပြီးတော့မှစားပေးရမှာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးစားပေးမယ်ဆိုရင်အတွင်းလေကောင်းပြင်လေကောင်းအတွင်းလေကောင်းစုပ်အုပ်ခွဲနာနဲ့ဂရင်ကြီးနာသမားတွေအတွက်အရန်ကိုမှတက်တာတယ်ပေါ့နော်နောက်တစ်ခုကကြတော့တစ်နှစ်နဲ့အထက်ခံစားနေရတဲ့သူတွေဆိုလို့ရှိရင်ရိုးစက်မကြီးတက်စာလေးတွေကိုနှလုံးကိုတစ်နေ့2ကြိမ်နှုံးနဲ့တစ်လုံးချင်းလည်းခွဲတောက်လို့ရတယ်လို့တစ်ကြိမ်ထဲမှာပဲနှလုံးနဲ့လည်းတွဲတောက်လို့ရပါတယ်ရေများများနဲ့တောက်ပြရမှာဖြစ်ပါတယ်9နှစ်နဲ့အထက်ခံစားနေရတဲ့သူတွေဆိုလို့ရှိရင်တနေ့ကို4လုံးကို4ချိန်တောက်ပေးလို့ရတယ်လို့တနေ့ကို4လုံးကို2ချိန်လုံးနဲ့တောက်ပေးလို့လည်းရပါတယ်ရှင်။သွေးကြနေတဲ့သူတွေဆိုရင်3ရက်ထင်းနဲ့သွေးကြတာကိုရက်ပြီးတော့စအိုရဲ့အဝမှာအဖုလေးတွေဖြစ်နေတယ်ဆိုလို့ရှိရင်မိချစ်ဆန်ကောင်းလောက်ရှိတယ်အဖုလေးတွေဆိုလို့ရှိရင်တပတ်လောက်ဆိုလို့ရှိရင်မဲပြီးတော့မှ6သွားတယ်ပေါ့နော်။မကြီးသီးဆိုရင်မကြီးသီးရဲ့အခွန်တွေအစီတွေလုံးဝပါလို့မရပါဘူး။မကြီးသီးရဲ့အနှစ်ကလေးနဲ့ပေါ့နော်။ရိုးစက်မကြီးလေးတွေကိုလုံးပေးရတာဖြစ်ပါတယ်။ဒီမှာအမြဲတမ်းပေါ့နော်ပြောမှုပါတယ်အဲ့ဒါဘာလဲဆိုရင်ဒီမကြီးသီးကလေကောင်းယောဂါကိုပျောက်တာမဟုတ်ဘဲနဲ့မကြီးသီးထဲမှာပါတယ်ပေါ့နော်ဒီရိုးစက်အပင်လေးတွေကလေကောင်းယောဂါကိုယူပြစ်တယ်လို့ပျောက်တဲ့အတွက်ကြောင့်မလို့ညီမကဒီရိုးစက်ပင်လေးတွေကိုအဓိကထားပြီးတော့များလေးထည့်ထားပေးပါတယ်ဒီရိုးစက်ပင်ပါမှလည်းလေကောင်းဝေဒနာအမားတွေပေါ့နော်တက်တာမှဖြစ်ပါတယ်ရိုးစက်ပင်မပါပဲမကြီးသီးပဲအောင်ပြီးတော့လုံးထားပေးမယ်ဆိုရင်လေကောင်းဝေဒနာကိုမတက်တာဘူးပေါ့နော်ဒါကြောင့်မလို့ညီမစီမှာမှာယူမယ်ဆိုလို့ရှိရင်ပေါ့နော်ရိုးစက်ပင်မပါမှာတော့လုံးဝပူစရာမလိုပါဘူးရိုးစက်ပင်ကိုအဓိကထားပြီးတော့ညီမကလုံးပေးတယ်ပေါ့နော်ဒီမှာပေါ့နော်ရိုးစက်မကြီးလုံးလေးတွေကိုလည်းမျိုးချလို့ရတဲ့အနေအထားဒီလုံးထားပေးပါတယ်ဒါလေးတွေကိုမဝါကျင်လို့ပေါ့နော်ရေများများနဲ့မျောချလို့လည်းရပါတယ်ရေများများနဲ့မျောချတဲ့နေရာမှာလည်းလေပင်တစ်တာတွေခန္ဓာတွေမရှိပါဘူးဘာဖြစ်လို့လဲဆိုရင်မကြီးသည့်အနှစ်ကလေးတွေပဲလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ပေါ့နော်လေပင်တွေပါတယ်တစ်တာမရှိပါဘူးရှင်ရေနဲ့တွေ့သွားရင်သူကအရေးပြောသွားမယ်ပေါ့နော်အရေးပြောပြီးတော့ဒီတိုင်းမျောချလို့ရပါတယ်အတွင်းလေကောင်းသမားပဲဖြစ်ဖြစ်လေကောင်းသမားပဲဖြစ်ဖြစ်နော်လေကောင်းသမားမှန်လို့ရှိရင်အကုန်လုံးတောက်သုံးပေးလို့ရပါတယ်ရှင်မှာယူနေဆိုရင်ဖုန်းနံပါတ်ကလေးတွေတင်ထားပေးပါတယ်။ Viber လည်းလာပြီးတော့မေးမြန်းလို့ရပါတယ်။ဖုန်းတိုင်းရဲ့ဆက်ပြီးတော့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။မှန်ပါနော်။